Hello မင်္ဂလာပါတကားနည်းနည်းပြောချင်လို့ဒီတမလေးတဝဲတီခီပေါ့အမဟိုဒီအမင်းနဲ့ကေယူနဲ့တနေ့တည်းတဖွင့်ဘယ်လိုပြောမလဲအဆင်မပြေဘူးတကူကကေယူဆိုရင်စစ်ကူတောင်းနေတမချောင်းနေစစ်ကူတောင်းတမချောင်းလူလည်းသွားတယ်အခုကကောတလီအမီဆိုလဲစစ်ကူတောင်းတယ်တမချောင်းနေပေါ့ကျောက်ကမှပြောမယ်အဲ့ဒီတမချောင်းနေသွားပြီးသားဒီကနေထွက်သွားတယ်ကေယူဒီကနေထွက်တာငါတို့ကကောတလီအမီတရွာလည်းပဲထွက်သွားတယ်ရာသူမဟုတ်ထွက်သွားပြီဟိုတမလေးတော့ရောက်သွားရင်ဒီခီတို့ဘာလို့ရောက်သွားရင်ပြပြတဲ့ခါကျကိုချေပြည့်တယ်လို့မဖြစ်နေဘူးလားဟို KU နဲ့ကော်တူလီအမီနဲ့ပြည့်တယ်ဆိုထားအခုကတရွာထဲထွက်ပြီးတော့မှအဖွဲမတူတော့ရှိတာဟိုမှာရောက်ဒီဘက်ကညီကိုပဲတကယ်ကြီးတယ်ပဲဟိုမှာရောက်တဲ့ခါကျတော့ရာသူထွက်ရတယ်တော့မဟုတ်သေးဘူးလေဟိုညောက်လဲလောက်ွက်တယ်ရောက်ပါပြီလေငါတို့ကိုကိုအနော်စီစစလေဒီကပြောကြတာတရားနဲ့ညိနေတဲ့အဲ့ဒီတမလေးကဒီကြီးခွဲအခုကဟိုမှာဖြစ်တာမပြီးသေးဘူးလားကိုလိုဆက်ကူလာတော့မှာဒီဆက်ကူသွားဟောဆက်ကူသွားဆိုရင်ဟောသားဆိုရင်ကိုချေပြပြည့်တယ်လို့ဖြစ်နေတာကိုရွာတွေကလူကိုငယ်ကြီးတော့မှကိုပြပြနေရတယ်ဆိုတော့မကောက်လေမဟုတ်သေးဘူးလေဟိုနောက်စီစစ်စားလေအမြဟိုဝေးကြီးကိုကြည့်လေနီးမကြည့်နဲ့လေသူများပြရတာစီပွားရေးအကွက်ပြရတယ်ဆွေတွေလို့ဆွေကြောတော့တလူကျွေးလာပါအဲ့ဒါပြရတာနဲ့ပြီးလေဒီမှာတော်ရဲလုံးနေတာရေတော့ဘောတော့မှာဟိုဒီကျမ်းမှာကေစီစီအထပ်ဖြစ်တော့လူတော့ကောင်းမလဲနော် PDF ကေလောက်ခမလဲ PDF စီတယ်ဟိုဒီအမီလောက်ခမလဲ PDF စီတယ်ဆိုတော့ချေပြပြည့်တယ်လို့ဖြစ်မယ်ဗမာချေလည်းပြပြည့်တယ်လို့ဖြစ်တယ်ကေချေပြပြည့်တယ်လို့ဖြစ်တယ်ဆိုတော့ရေတော့ဘောကအဝနည်းနည်းချိန်ကြပါမှာပေါ့ညဆိုကြီးနေတော့လူကြီးချင်းတမလဲဟိုရေတော့ဒီလက်ဆိုးနာဖြစ်ခဲ့တယ်ပဲပြန်ညိနေလို့ရတာပဲအခုပြန်ညိရတာပဲပြန်ညိလဲဒီချိန်စီတဲ့ချိန်ဒီတော့အဝလက်တလာပဲလူတော့လက်တကပဲလူတော့အဲ့တော့ပြောချင်တယ်နောက်ဗမာစကားတင်မတော့တာပြောမတတ်လို့ပြောချင်တာမျိုးပြောမတတ်လို့လူကြီးပဲပိုသေးမှကျွန်တော်ဘာမှမဟုတ်တဲ့ကော်ရမဒီလိုမျိုးလက်ကွက်တမှာရောက်လာပြီဆိုရင်ကျွန်တော်သိနေတာပဲအဲ့တော့လူကြီးကစေးစားဖို့ဦးနောညာစီရမလဲဟိုရဲလူကြီးစစ်တရာနဲ့60 90လောက်စီနေပြီဘာမှမြို့တက်တဲ့ဘယ်နှကကြလဲအဲ့ကြားမှာဒီအခုဖြစ်မှလူငယ်အဖွဲ့လက်ထက်မှာရောက်မှမြို့တော်တက်တဲ့တာရောက်တယ်မဟုတ်လားအဲ့ဒါကြည့်လို့စီသိပါတယ်ဟိုနောက်စီလို့ဆိုသိပါတယ်ဟုတ်ပါပဲ